ဘုရားနုတ္တိအားထုတ်ပြီးတော့ဝိပဿနာဘယ်ပုံကူးမလဲလို့မေးလို့ရှိရင်ဘုရားနုတ္တိကမ္မထာကတော့ဒါသမထကမ္မထာပဲဘုရားကိုအာယုံပြုလိုက်လို့စိတ်ကလေးတွေကြည်နူးလာတယ်တတိလေးတွေဉာဏ်လေးတွေထက်လာတယ်ထက်လာပြီဆိုဘုရားကိုအာယုံပြုတဲ့တတိလေးကိုဝိပဿနာရဲ့အာယုံအဖြစ်အသုံးချလိုက်မယ်ပထမကဘုရားရဲ့ဂုဏ်တော်ကိုအာယုံပြုနေတာအဲ့ဒီအာယုံပြုပြီးတော့ပေါ်နေတဲ့တတိလေးကိုဝိပဿနာရဲ့အာယုံအဖြစ်သုံးချလိုက်မယ်သုံးချလိုက်တာနဲ့တပြိုင်နက်ဟောဒီတတိတရားလေးဟာအာယုံကိုအမှတ်ရနေတဲ့သဘောလေးပဲဒီတတိတရားလေးဟာသူ့ကြည့်မဖြစ်ဘူးဉာဏ်နဲ့စိတ်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်ဖတ်တဝေဒနာတင်ညာစတဲ့စေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဒီတတိတရားလေးဟာနှလုံးသားလို့ဆိုတဲ့ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တယ်ဟရိယဝတ္ထုဆိုတဲ့အထဲမှာလည်းပဲဓာတ်ကြီး၄ပါးဆိုတာပါတယ်ဒီယုတ်တရားတွေမှန်သမျှဓာတ်ကြီး၄ပါးကိုမှီပြီးတော့ဖြစ်တယ်လို့တတိလေးကိုရှုမြင်ရာကတတိရဲ့တိယဟရိယဝတ္ထုရုပ်ရောနာမ်ရောနှစ်ခုစလုံးဆင်ញင်သုံးသပ်လာနိုင်တယ်ရုပ်နဲ့နာမ်နှစ်ခုလုံးဆင်ញင်သုံးသပ်ကြည့်လို့ရုပ်နဲ့နာမ်တတိတရားလေးကနန္တရားတတိရဲ့တိယဖြစ်တဲ့ဟရိယဝတ္ထုကရုပ်တရားလို့ရုပ်နဲ့နာမ်နဲ့နှစ်ခုခွဲပြီးတော့မြင်လာလိုက်တာဟာနာမရူပပရိစ္ဆေဒညာပဲပေါ့အဲ့ဒါလို့ရုပ်နဲ့နာမ်နှစ်ခုဆိုတာလေးကိုမြင်လာလိုက်တာနဲ့တပြိုင်နက်တတ္တဝါဆိုတဲ့အတွေးမရှိတော့ဘူးငါဆိုတဲ့အတွေးပျောက်သွားတယ်အဲ့ဒါကိုဒိဋ္ဌိဝိတ္တုလို့ပြောတာဒါဖြင့်ဒီတိလေးနဲ့ဟရိယဝတ္ထုလေးကသူ့ဟာသူဖြစ်နေတာလားဆိုမဟုတ်ဘူးဆိုင်ရာအကြောင်းတရားလေးတွေရှိတယ်ဆိုတာသိလားဘုရားကုံတော်နဲ့တွေးလိုက်တဲ့အခါမှာဒီတတိလေးကဖြစ်ပွားလာတယ်ဒါကိုသိလိုက်ရင်ဘုရားကုံတော်ဆိုတဲ့အာယုံအကြောင်းတရားကိုပြုပြီးတော့ဒီတတိတရားလေးဟာပေါ်လာရတာလို့ဒီလိုအကြောင်းနဲ့အကျိုးကိုဆင်ញင်သုံးသပ်နိုင်လာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်ပေါ့အဲ့ဒီပစ္စယပရိက္ခဉာဏ်ကနေပြီးဒီတတိတရားလေးရဲ့သဘာဝတရားရုပ်တရားတွေရဲ့သဘာဝလက္ခဏာတွေကိုရှုမြင်သုံးသပ်ပြီးရှုမြင်လာပြီးသုံးသပ်လိုက်လာပြီးမမြဲတဲ့သဘောလေးတွေကိုတွေးတောလာပြီးဆိုရင်သမတနာပဲနောက်တွေးတောရာကနေပြီးတော့ဖြစ်မှုပြက်မှုနှစ်ခုစလုံးကိုမြင်လာပြီးဆိုရင်ဥရိယဘယပဲဥရိယဘယဉာဏ်ဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အခါနောက်ဆုံးမှာဖြစ်ပြမှုတွေကအလွန်များလာအသိဉာဏ်ကလည်းလွန်လွန်လှင်းလှင်းမြန်မြန်ဖြစ်လာသည့်အတွက်ကြောင့်ဖြစ်တာကိုတောင်မစင်စားဘူးအပြက်ကြီးပဲမြင်ရတယ်ဆိုလို့ရှိရင်ဘင်္ဂဉာဏ်ဖြစ်တာပေါ့ပြက်ထာတွေကြီးမြင်လာပြီဆိုလို့ရှိရင်ဘာတွေစိတ်ထဲမှာပေါ်လာတော့ဆိုအိုးကြောက်เสียကြီးပါလားလို့မြင်လာတယ်ဘယတုပ္ပဘယဉာဏ်ဖြစ်တာပေါ့ကြောက်เสียကြီးလို့မြင်လာလို့ရှိရင်အော်ကြောက်เสียဆိုရင်အန္တရာယ်ရှိတာပါလားဒုက္ခများလာကြီးလားလို့မြင်လာလို့ရှိရင်အာတိနဝဉာဏ်ဖြစ်တာပေါ့ဒါမြင်ပုံကလေးတွေကတဖြည်းဖြည်းတက်လာတယ်အဲ့ဒါလို့ကြောက်เสียကြီးလို့အပြစ်တို့မြင်လာလို့ရှိရင်လူရဲ့သဘာဝဓာတွေကနေလွတ်မြောက်ခြင်းနဲ့စိတ်မပေါ်ဘူးလားထွက်ပေါက်ကိုရှာတာပြန်လီဆင်ခြင်သုံးသပ်တာပဋိသင်္ခာဉာဏ်လို့ခေါ်တယ်ထွက်ပေါက်ရှာပြီးထွက်ပေါက်လည်းတွေးပြီးဆိုတဲ့အခါမှာသင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာမထားတော့ပဲနဲ့သင်္ခါရတရားတွေပေါ်မှာစိတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့နေနိုင်သွားတာကသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်လာပြီဆိုလို့ရှိရင်တော့ကြားထဲမှာသင်္ခါရုပ္ပခဉာဏ်ဟာမြစ်ကြီးရဲ့ဒီဘက်ကမ်းပဲရှိသေးတယ်ဟိုဘက်ကမ်းကူးကျင်လို့ရှိရင်ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကအလှမ်းဝေးနေသည့်အတွက်ကြောင့်တရားမထိုးရပေဘူးလားလျှောက်သွားဖို့တရားလေးလိုတယ်အဲ့ဒီတရားဆိုတာဘာလဲဆိုရင်အနုလောမဉာဏ်ပဲအနုလောမဉာဏ်ကနေတရားခင်းပေးလိုက်တာနဲ့တပြိုင်နက်ဟိုဘက်မက်ဆိုတဲ့သဘာဝတရားပေါ်လာတာပဲဟိုဘက်ကမ်းရောက်သွားပြီလို့ဒီလိုမှတ်ရမယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဟိုဘက်ကမ်းရောက်သွားတာနဲ့တပြိုင်နက်ငြိမ်းချမ်းမှုတွေကိုတွေ့သွားပြီဟောဘုရားနုတ္တိတရားကနေပြီးတော့ဝိပဿနာဉာဏ်ကူးပြောင်းလိုက်လို့ရှိရင်ဒီလိုအခြေအနေမျိုးတွေကိုရနိုင်တာကိုမြတ်စွာဘုရားကဘုရားနုတ္တိရဲ့အကြောင်းကိုဒီလိုဟောတာဖြစ်ပါတယ်